so တခုခုကိုစားလို့တိုင်း develop နေရင်ဘာလို့ပြင်ရသွားတာလဲသိကြလားလူတွေအားလုံးကဒီဇွဲမရှိလို့ထင်ကြမယ်တကယ်တမ်းကျတော့စနစ်တစ်ခုမရှိလို့ဖြစ်ပါတယ်ဇွဲဆိုတာကကြတော့ကုံသွားတတ်တဲ့လောင်စာတစ်ခုဖြစ်ဆိုရင်ကျွန်တော်တို့ဒီပန်းနိုင်ကိုအရောက်ပို့ပေးမယ်စနစ်ကကြတော့ကျွန်တော်တို့ရဲ့အကောင်ဆုံး engine တစ်ခုပဲဖြစ်တယ်ဒီနေ့မှာတော့ကျွန်တော်ကအလုံးမှာရောကိုယ့်ရဲ့ဘဝမှာပါအောင်မြင်ဖို့အတွက်ပန်းနိုင်ကိုရောက်နိုင်ဖို့အတွက်စနစ်တစ်ခုကိုဘယ်လိုစနစ်တကျတည်ဆောက်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့စိတ်သက်ဆိုတာ phone battery လိုပဲမိနစ်ခင်းတွေမှာဒီ battery ကအပြည့်ရှိနေတတ်ပေမဲ့ကျွန်တော်တို့တစ်နေ့တာဒီဆုံးဖြတ်ချက်တွေချရတဲ့အပိုင်းမှာ energy သုံးရတဲ့အပိုင်းမှာဒီအလုပ်ရဲ့ PR တွေမိသားစုရဲ့ PR တွေကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့ PR တွေဒါတွေအများကြီးကြားထဲမှာကိုယ့်ရဲ့ battery ကလည်းဖြည်းဖြည်းချင်းစီလျော့လာနေတာဖြစ်တယ်ဆိုတော့ညနေဘက်ကိုလေ့ကျင့်ခန်းလုပ်ရမယ့်အချိန်တွေမှာဒါမှမဟုတ်ရင်ညနေဘက်ကိုအရေးကြီးတဲ့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအရေးကြီးတဲ့အရာတွေလုပ်ရတဲ့အချိန်မှာကျွန်တော်တို့ရဲ့ energy battery ကအများကြီးကြံနေတတ်တော့ဘူးဒီလိုအခြေအနေမျိုးမှာကိုဇွဲရှိပါဆိုပြီးတော့အော်ပြောနေတာကကျွန်တော်ဖုန်းပိတ်နေတဲ့ battery ကိုအတင်းဖွင့်ဖို့အတွက်စ조사နေရတဲ့တူနေတယ်အခုလူငယ်တွေကြားမှာလည်းဖြစ်ဖြစ်လူကြီးတွေကြားမှာလည်းဖြစ်ဖြစ်ကျွန်တော်တို့အောင်မြင်နေတဲ့သူတွေမှာသူတို့ကဒီဇွဲဆိုတဲ့အရာကိုအရင်ကြီးအားမကိုကြဘူးဒီစနစ်တိုင်းပို့ပြီးတော့သွားကြတယ်ကိုယ့်ရဲ့အလုံးမှာရောကိုယ့်ရဲ့ဘဝမှာပါအောင်မြင်ဖို့အတွက်ဆိုရင်ကြတော့ကျွန်တော်တို့စနစ်ကိုပို့ပြီးတော့တိဆောက်ရမယ်စနစ်တကျပတ်ဝန်းကျင်ကိုတိဆောက်တတ်ဖို့ပဲလိုအပ်တယ်ဥပမာအနေနဲ့ပြောရမယ်ကိုကစာချစ်တဲ့အချိန်မှာကျွန်တော်တို့ဖုန်းနဲ့ဘေးနားမှာထားထားရဆိုရင်ကျွန်တော်အာရုံစိုက်လို့မရတော့ဘူးဆိုတော့ဖုန်းကိုတခြားဘေးပေါ့နော်ကျွန်တော်တခြားအခန်းမှာသွားထားလိုက်တာမျိုးဒီလိုကကျတော့စနစ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အာရုံ focus အပြည့်စိုက်လို့ရတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့အာရုံစိုက်မှုကကျတော့ကြာသွားမယ်ကျွန်တော်တို့တရားခိုင်တော့အာရုံစိုက်လို့မရဘူးကျွန်တော်တို့စနစ်တကျဖြစ်ဖို့ဆိုရင်ဒီကိုယ့်ရဲ့အာရုံစိုက်မှုကိုအပြည့်အဝရစေဖို့အတွက်အာရုံနောက်ရှစ်နိုင်တဲ့အရာတွေကိုကျွန်တော်တို့ဘေးမှာလွတ်လွတ်ကင်ကင်ထားလိုက်တာမျိုးကကျွန်တော်တို့ဇွဲရှိဖို့ပို့ပြီးတော့တွန်းအားပေးစေတယ်အစားအသောက်ပိုင်းမှာလည်းထိုနည်း၎င်းပဲကျွန်တော်တို့အချိုတွေကို short စားမယ်ဆိုပြီးတော့ကျွန်တော်တို့စိတ်ကိုအရင်ကြီးဇွဲကောင်းနေမယ်အစားကိုယ့်ရဲ့တနေ့တာစနစ်တွေမှာအချိုပါတဲ့ဟာတွေနဲ့အောင်ဝယ်ထားလိုက်တာမျိုးကျွန်တော်တို့ healthy ဖြစ်မဲ့အရာတွေကိုကျွန်တော်တို့များများအိမ်မှာဝယ်ထားလိုက်တာမျိုးဒီလိုမျိုးပေါ့နော်စနစ်တကျလုပ်လို့ရတယ်ကျွန်တော်တို့ပတ်ဝန်းကျင်ကိုစနစ်တကျပြန်ပြီးတော့ထိန်းလို့ရတယ်စနစ်တစ်ခုတည်ဆောက်လိုက်တာပန်းနိုင်တစ်ခုလမ်းလျှောက်သွားချင်တာလားဒါမှမဟုတ်ကျွန်တော်တို့စစ်လီကားနဲ့သွားချင်တာလားဒါမှမဟုတ်ဒုံးပြန်နဲ့သွားချင်လားဒီလိုမျိုးပေါ့နော်ပိုကောင်းတဲ့စနစ်တွေချတိုင်းမှာကျွန်တော်တို့ကပန်းနိုင်ကိုမြန်ရောက်စေတယ်ဒါကလည်းလျှို့ချစ်တစ်ခုဖြစ်တယ်အများကြီးစဉ်းစားစရာမလိုပဲအများကြီးပင်ပန်းစရာမလိုပဲနဲ့ကိုလိုချင်တဲ့အရာကိုရသွားစေတာကလည်းစနစ်ရဲ့စွမ်းအားတစ်ခုပဲဖြစ်တယ် body combat အတန်းဒီမှာလည်းကျွန်တော်တို့ဒီစနစ်ကိုပဲသုံးတာဖြစ်တယ်ကိုလူတို့အနေနဲ့လိုအပ်တာကျတော့ join လိုက်ဖို့ပဲ body combat ထဲကို join လိုက်တာနဲ့ကျွန်တော်စနစ်ထဲဝင်သွားပြီအပေါ်မှာ guideline ပေးမဲ့ instructor ရှိမယ်ဘေးမှာ energy ကူးစစ်ဖို့အတွက်ပုံပုံချင်ဘေးနားမှာရှိတဲ့လူတွေ energy ရှိမယ် sporting ပေးမဲ့လူတွေရှိမယ်တချင်းတန်တွေစီဂျက်တန်တွေနဲ့အားလုံးဒီစနစ်ထဲမှာလဲပတ်ပြီးတော့ကိုယ့်ရဲ့ energy တွေအပြည့်နဲ့စနစ်တကျတိဆောက်သွားတဲ့ဟာမျိုးဖြစ်တယ်ပထမပိုင်းမှာတော့မ join ခင်အခြေအနေမျိုးမှာကိုကဇွဲလုံးလားရှိမှ energy ရှိမှလို့တွေးနေပေမဲ့အဓိကလှုပ်ဖြစ်သွားဖို့ပဲဒီစနစ်ထဲကဝင်လိုက်တဲ့ခါမှာစ join လိုက်တဲ့ခါမှာသူ့အလိုစနစ်တကျ auto လဲပတ်သွားတဲ့အရာမျိုးတစ်ခုဖြစ်တယ်အလုံးမှာလည်းဒီလိုပဲအရေးကြီးတဲ့လောက်ရမယ့်အရာတွေကိုကျွန်တော်တို့မိနစ်ပိုင်းမှာဒီဟာကိုလုပ်မယ်ဒီလိုလုပ်မယ်ဆိုတော့စနစ်ချထားလိုက်တာကျွန်တော်တို့ရုပ်တရက်စဉ်းစားမယ့်အခြေအနေတွေကိုကျွန်တော်ဖြတ်ကျော်ပြီးသားဖြစ်သွားတယ်အဲ့ဒီတော့အခုလူတို့ကကိုဇွဲမရှိဘူးလို့အပြစ်တင်နေမယ်စားငါသွားနေတဲ့စနစ်မှာဒီငါလုပ်နေတဲ့ဒီစနစ်မှာဘာတွေလိုအပ်နေဆိုတာကိုပြန်ပြီးတော့စဉ်းစားကြည့်ဖို့ပဲလိုအပ်တယ်စနစ်ကောင်းနေဆိုရင်ကျန်တဲ့အရာတွေကအလိုလိုလိုက်လာလိမ့်မယ်ကျွန်တော်ကတော့အခုလူတွေရဲ့ဘဝတွေပို့ပြီးတော့ကောင်းလာဖို့ပို့ပြီးတော့စနစ်တကျရှိလာဖို့အတွက်ပို့ပြီးတော့ energy တွေပြည့်လာဖို့ပို့ပြီးတော့လောင်စာတွေမြင့်တင်ပေးဖို့အတွက်ကျွန်တော်ကစနစ်တစ်ခုအနေနဲ့အများနဲ့ရှိနေမှာဖြစ်တယ် David Liam ပါ Let's Make International Body Combat Instructor တယောက်ဖြစ်ပါတယ် Fight for yourself